ကိုအခုမှစပြီးအသုံးပြုမြဲညီကောင်မတွေအားလုံးတော့ပါသိထားတဲ့နဲ့အရန်ထဲမှာလည်းအရေးကြီးတယ်ဟုတ်ပြီနော်အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ TikTok ကိုလာပြီးတော့ TikTok အကောက်ဖွင့်ပြီးတော့ဘာနဲ့ဖွင့်တာလဲဘယ်လိုဖွင့်တာလဲကျွန်တော် password ကပါလဲဆိုတော့ကျွန်တော်သိထားဖို့အရန်ထဲမှာအရေးကြီးတယ်နော် TikTok လာပြီးတော့အပျော်ဆော့နေတဲ့သူတွေအတွက်အရေးမကြီးပေမဲ့ TikTok ကိုလာပြီးတော့နော် TikTok မှာ personal brand တွေတိဆောက်နေတဲ့သူတွေ TikTok မှာဝင်ပြီးပြချခြင်းတဲ့သူတွေအတွက်ဆိုရင်တော့ဒါတွေကအရန်အရေးကြီးတယ်သိထားတဲ့နဲ့ဒီမှာဆိုရင်ဒီ comment မှာဆိုရင်ဒါကတော့ဖုန်းနံပါတ်တော့မှတ်မိတယ် password မှတ်မိတော့ okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ TikTok password ကိုကျွန်တော်တို့ဘယ်လိုမျိုးပြန်လဲပြီးတော့တတ်မှတ်ကတာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဆုံးကြည့်သွားပြီးအကျိုးရှိတယ်ဆိုရင် share သွားပြီးလို့ရတယ်เนาะပြီးသွားရင် comment မှာ TikTok နဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင် comment မှာရေးပြီးလို့ရတယ် follow မလုပ်ရသေးတဲ့သူဆို follow လုပ်ထားပြီးပါเนาะ okay ဒါနဲ့ကျွန်တော်တို့ရဲ့ TikTok เนาะ TikTok password ကိုကျွန်တော်တို့ဒီဘယ်လိုမျိုးပြန်လဲတတ်မှတ်ကတာလဲတတ်မှတ်ထားပြီးเนาะတည်တည်ချာချာကျွန်တော်တို့ရေးမှတ်တာမယ်ဆိုရင်ကျွန်တော်တို့နောက်ရဲ့ဖုန်းတွေမှာเนาะကျွန်တော်တို့ပြောင်းလဲအသုံးပြုသွားမှာဆိုကျွန်တော်တို့ရဲ့ TikTok account ဟောင်းကကျွန်တော်တို့ဖုန်းထဲမှာပြောင်းလဲအသုံးပြုရတော့မှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ကဲဘယ်လိုလုပ်ရတာလဲဆိုတော့ကျွန်တော်တို့အတူတူတက်ကြည့်မယ်เนาะကဲထုံးစံတိုင်းပဲเนาะကျွန်တော်တို့ရဲ့ TikTok account ကိုကျွန်တော်တို့ TikTok account ရဲ့ဒီ password ကိုကျွန်တော်တို့တွေဘယ်လိုမျိုးပြန်လဲပြီးတော့တတ်မှတ်ရတာလဲဆိုတော့ကိုကျွန်တော်တို့ပထမဆုံးအနေနဲ့ထုံးစံတိုင်းကျွန်တော်တို့ရဲ့ TikTok account ထဲကိုဝင်လိုက်ပေါ့เนาะ TikTok account ထဲဝင်လိုက်TikTok profile နဲ့ဝင်ပြီးသွားပြီဆိုရင်ဒီပေါ်မှာအဆင့်3ချောင်းရှိရเนาะအဲ့ဒီအဆင့်3ချောင်းတစ်ချက်နှိပ်လိုက်အဆင့်3ချောင်းလေးတစ်ချက်နှိပ်ပြီးသွားပြီဆိုရင်အောက်ဆုံးမှာနေတွေ့လားအောက်ဆုံးမှာနေမှာเนาะအောက်ဆုံးမှာဆိုရင်setting များနဲ့ကိုရေးလုံခြုံမှုဆိုတဲ့နေရာလေးပေါ့เนาะအဲ့ဒီနေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့ဒီနေရာလေးတစ်ချက်နှိပ်ပြီးဆိုရင်ဒီမှာ account ဆိုတဲ့နေရာလေးရှိရเนาะ account ဆိုတဲ့အပေါ်မှာတွေ့လားအကောက်ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်အကောက်ဆိုတဲ့နေရာလေးတစ်ချက်နှိပ်ပြပြီဆိုရင်ဒီမှာတွေ့လားစကော words ပေါ့နော်ကျွန်တော်တို့ရဲ့အကောက်ရဲ့အချက်လက်တွေကိုကျွန်တော်တို့ရဲ့ TikTok အကောက်ကကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖွင့်ထားတာလားဒါမှမဟုတ် Gmail နဲ့ဖွင့်ထားလဲဆိုရင်ဒီနေရာကိုနှိပ်ကြည့်ရင်ကျွန်တော်တို့တွေသိနိုင်တယ်နော် okay အခုကဒီနေ့ကကျွန်တော် password ကိုပဲကျွန်တော်တို့ကအသစ်ကျွန်တော်တို့မမှတ်မိတော့တဲ့ password ကိုเนาะအခုမှတ်မိအောင်အသစ်တစ်ဖန်ပါเนาะဘယ်လိုမျိုးပြန်လဲတတ်မှတ်ရတာလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာเนาะ okay ကျွန်တော်ဒီမှာစကော words ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်အဲ့လိုမျိုးနှိပ်ပြပြီဆိုရင်တကယ်လို့ကိုက Gmail နဲ့ဖွင့်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Gmail ထဲကိုကဏ္ဍ6လုံးပို့လိုက်မယ်တကယ်လို့ကိုကဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုရင်ကုတ်နံပါတ်6လုံးပို့လိုက်မယ်เนาะပို့ပြီးပြီဆိုရင်အဲ့ဒီကုတ်နံပါတ်6လုံးကိုဒီထဲမှာရိုက်ထည့်လိုက်မယ်เนาะ okay ကျွန်တော်ကုတ်နံပါတ်တစ်ချက်တော့တက်ကြည့်လိုက်မယ်เนาะ okay 6 3ညာ6 3 3 1ပေါ့เนาะ okay အဲ့ဒါကိုကျွန်တော်တို့ကဒီမှာရိုက်ထည့်လိုက်မယ်เนาะ3ညာ6 3 3 1 1ရိုက်ထည့်လိုက်တယ်ရိုက်ထည့်လိုက်ပြီဆိုရင်သူကဒီလိုမျိုးပေါ်လာလိုက်မယ်เนาะအဲ့လိုမျိုးရိုက်ထည့်ဒီလိုမျိုးပေါ်လာမယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်ညီကောင်မအားလုံးကဒီထဲမှာသိထားမှာတကူကကျွန်တော်တို့တွေ password ကိုကျွန်တော်တို့တွေပြန်လဲပြီးတတ်မှတ်တဲ့နေရာကျရင်ကျွန်တော်တို့သူပြောထားတာကစကလုံးပေါ့เนาะစကလုံးက8လုံးဖြစ်ရမယ်သူကအက္ခရာပါရမယ်ပြီးတော့ကဏ္ဍတွေပါရမယ်ပေါ့เนาะပြီးသွားရင်သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အခုတတ်မှတ်ပြပေးမယ်เนาะ okay အရှိမအင်္ဂလိပ်စာလုံးပေါ့เนาะအကြီးတစ်လုံးထည့်လိုက်ဟုတ်ပြီเนาะအင်္ဂလိပ်စာလုံးအကြီးတစ်လုံးထည့်လိုက်ပြီးရင်အသေးတစ်လုံးထည့်လိုက်အကြီးတစ်လုံးအသေးတစ်လုံးထည့်ပြီးရင်ကဏ္ဍရိုက်ထည့်လိုက်ဟုတ်ပြီနော်ကဏ္ဍရိုက်ထည့်လိုက်ပြီးသွားပြီဆိုရင်အခရာပေါ့နော်အခရာဆိုရင်ဒီလိုမျိုးပေါ့ကျွန်တော်ပြမယ်ဒီမှာဒီလိုမျိုးအခရာမျိုးပေါ့နော်ဒီလိုမျိုးအခရာမျိုးတစ်လုံးထည့်လိုက်အဲ့လိုမျိုးတစ်လုံးထည့်လိုက်ပြီဆိုရင်ဒီလိုမျိုးဒီမှာအမှန်ချစ်တွေအကုန်လုံးအစိမ်းအောင်ပြသွားပြီဆိုရင်ကျွန်တော်တို့ကဆက်လုံးမြည်ဆိုတဲ့နေရာလေးကျွန်တော်တို့နှိပ်လိုက်ဆက်လုံးမျိုးနေရာမျိုးနှိပ်လိုက်ပြီဆိုရင်ဒါကျွန်တော်တို့ရဲ့ password number အသစ်ကိုကျွန်တော်တို့ဒါပြန်လဲတတ်မှတ်ပြီးသွားပြီเนาะခုနကတော့ကျွန်တော်တို့တွေထည့်လိုက်တဲ့ကဏ္ဍကြီးတစ်လုံးကဏ္ဍသေးတစ်လုံးပေါ့เนาะပြီးတော့ကျွန်တော်တို့တွေစလုံးကြီးတစ်လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဏ္ဍလေးရဲ့ခုနကတော့ကျွန်တော်နောက်ပြီးဆုံးထည့်လိုက်တဲ့ဥစ္စာကိုကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့တည်တည်ချာချာကျွန်တော်တို့မှတ်ထားမယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော် password ကိုကျွန်တော်တို့စာအုပ်ထဲမှာကျွန်တော်ရေးမှတ်ထားလိုက်ပြီးသွားရင်ကျွန်တော်တို့တွေကြိုက်တဲ့နေရာမှာကျွန်တော်တို့တွေပြန်ပြီးတော့တိုက်တဲ့ဖုန်းမှာကျွန်တော်တို့အကောက်ပြန်ဝင်လို့ရတယ်เนาะ okay ဒီဗီဒီယိုလေးကအားလုံးပဲညီကောင်မတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်နေအားကြောင့်မို့ကျွန်တော်တို့အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို share သွားပြအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ